ချာလေးနဲ့နည်းနည်းလေးဆွေးနွေးချင်တာလေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီချာတို့ခုကြုံတွေ့နေရတာပေါ့နော်အများစုကကလေးတွေတက္ကသိုလ်တက်တယ်ပညာသင်တဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့ဒီချာတို့ဘဝမှာ resilience ပေါ့နော်ခံနိုင်ရည်အားအတွက်ရင့်ကျက်မှု majority ကိုကြိုတင်ပြင်ဆင်ပေးတာလို့ဒီချာကတော့နားလည်ထားတယ်အဲ့တော့တက္ကသိုလ်အတွက်ပြင်ဆင်တဲ့အခါတက္ကသိုလ်ပညာပြီးသွားရင်ကလေးတွေကလောကကြီးကိုရင်ဆိုင်နိုင်သွားတယ်ပေါ့နော်အဲ့တော့ဒီကျွန်တော်အဓိကဘာလုပ်ပေးရမှာလဲဆို basic life skill ပေါ့ basic life skill တွေကိုကလေးတွေကိုဖြည့်ပေးရမှာဖြစ်တယ်ဒါဆိုတော့ basic life skill ကဘယ်လို learning မျိုးတွေလဲအခုကတော်တော်များများတွေ့နေရတာက medical သွားမယ်ဆိုရင် biology ယူရမယ် engineering သွားမယ်ဆို maths ယူရမယ်ပြီးတော့ ICT ယူရမယ်အမှန်ကတော့ဒီကျတို့ကလေးတယောက်ကြီးပြင်းလာတာနဲ့စပြောရမယ်ဆိုရင်ပေါ့နော်ကလေးတယောက်စပြီးအရွယ်ရောက်လာပြီထားပါတော့ထားပြီးမွေးဖွားတယ်ဟလား1လ2လ3လဘယ်အရွယ်မှာပလက်လန်နေရကနေမှောက်မလဲဘယ်ရွယ်မှာလေးဘက်ထောက်မလဲဘယ်ရွယ်မှာလမ်းလျှောက်မလဲဘယ်ရွယ်မှာထမင်းစားမလဲအဲ့ဒါတွေကတစင်းချင်းပြည့်မိလာတာတွေက majority ပေါ့နော်သူ့ရဲ့အရွယ်ရောက်မှုပေါ့အဲ့တော့အဲ့ဒီအရွယ်ရောက်မှုမှာပြည့်ရမယ့် life skill တွေထဲမှာစပိန်စီးတင်တာလဲ life skill ပဲရေကူးတင်တာလဲ life skill ပဲအမောင်းတင်တာလဲ life skill ပဲဂီတာတီးတင်တာလဲ life skill ပဲ biology တင်တာလဲ life skill ပဲ physics တင်တာလဲ life skill ပဲ math တင်တာလဲ life skill ပဲအဲ့တော့ဒီအချိန်မှာကလေးတွေကကြီးမန်းချက်မရှိသေးတာဟာပုံမှန်ပဲသူတို့ကိုသူတို့ဘာဖြစ်ရမယ်မှမသိသေးတာလဲပုံမှန်ပဲမိဘကကိုမဖြစ်ခဲ့တာတွေကိုအတင်းကျပ်ဖြစ်ချင်နေတာကြတော့ပုံမှန်မှန်ဘူးအဲ့တော့ကလေးတွေအနေနဲ့ကဘာဖြစ်ချင်တယ်ဆိုတာမသိကြခင်မှာအားလုံးသောသိရမယ့် life skill တွေကို generally သိဖို့တော့ထည့်ပေးဖို့လိုတယ်အဲ့တော့ဒီကျတော့ဘယ် curriculum ဖြစ်ဖြစ်ဘယ် example ကိုဖြစ်ဖြစ်ပြောချင်တာ GED ဖြစ်ဖြစ် CIE ဖြစ်ဖြစ် Excel ဖြစ်ဖြစ် IB ဖြစ်ဖြစ် AB ဖြစ်ဖြစ်ဒါမှတော့ government curriculum ဖြစ်ဖြစ်သူ့အသက်အရွယ်အလိုက်ပြည့်ရမယ့်ရင့်ကျက်မှုအတွက် life skill တွေကိုထည့်ပေးရမယ်အဲ့လိုထည့်တဲ့အခါမှာဘာသာရပ်ဆိုင်ရာဥတီချက်တွေကအဓိကကလေးကိုဆက်တွေးခေါ်တဲ့စီရောက်အောင်ခေါ်ဝေးအရေးကြီးတယ်။ဘာလို့လဲဆိုတော့အဲ့စကားပြောလို့ရှိရင်ဆရာမတွေက learning objective နဲ့အမြဲလွတ်နေကြတာကိုချိုးနေရတယ်မှာတွေ့နေတယ်။အဲ့တော့ကိုကလေးကိုဘာပေးချင်တာလဲဘာထိတက်အောင်ပြီးမှာ။နောက်ပြီးတော့အဲ့ဒါဘာလို့တက်စေချင်တာလဲ။ biology တင်တာ cell အကြောင်းတင်လို့ဆရာဝန်ဖြစ်ရမယ်လို့မဟုတ်ဘူး။သူ့ကိုယ်ကိုယ်သူလေးသူ့ခန္ဓာကိုယ်အကြောင်းသူနားလည်ရုံနဲ့ငါကလူပါလားငါသက်ရှိပါလားငါမှဘာတွေပါလဲပြီးတော့မှအဲ့ဒီမှာတစ်စင် cell ထဲမှာရှိတဲ့ internal structure တွေကိုလေ့လာရဆိုရင် histology ရောက်သွားတာ cross internal structure အဲ့ဒီမှာတစ်စင် process တွေသွားမယ်ဇီဝကမ္မ physiology ရောက်မယ် plant physiology animal physiology စသည်အပြင်ပြီးတော့မှကိုယ့်စီမှာမိဘစီက inheritance လောက်လာတာတွေလူကမွေးရင်လူဖြစ်တဲ့ကိစ္စတွေပေါ့နော်အဲ့ဒါတွေကိုဆက်ပြီးလေ့လာမယ်ဆိုရင်ဒီမျိုးရိုးဗီဇတွေရောက်သွားမယ်အဲ့ကြတော့ biology boundary ကိုကျော်သွားပြီအဲ့ဒီခါကျရင်ကလေးကသင်ကြားပေးတဲ့အခါကျရင်ဒီအချက်ကဟို physics မှာလည်းတွေ့ပါလား chemistry မှာလည်းဘယ်လိုပြောပါလားဒါကိုတွေ့ရင်math ထဲမှာfurther math ထဲမှာဘယ်ဟာလေးနဲ့တော့ဒါဆက်ဆက်နေပါလားအဲ့ဒီလိုသင်ထားတဲ့ learning တွေကိုသူတို့ရဲ့အုံနောက်ထဲမှာအသိဉာဏ်ထဲမှာ blended လုပ်ပြီးတွေးခေါ်နိုင်မှဒီချာတို့သင်ကြားခြင်းအောင်မြင်တာဖြစ်ပါတယ်။မှတ်တွေရတာတဲ့ခုနကလိုလက်တွေ့ဘဝမှာသူတို့သုံးတတ်တွေးတတ်တာမှဒီချာတို့ရဲ့ learning process တကယ်အောင်မြင်တာဖြစ်ပါတယ်